င်္ဂလာပါ GB Data Academy ကနေကြိုဆိုလိုက်ပါတယ်အခုပြောပြမှာကတော့ထက်တမျိုးအကြောင်းကိုဘယ်လိုစပြီးလေ့လာသင်ယူသင့်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ထက်တမျိုးအကြောင်းကိုလေ့လာသင်ယူမယ်ဆိုရင်နည်းလမ်းအများကြီးတွေကမှ step by step တစ်ဆင့်ပြီးတစ်ဆင့်လေ့လာတာကကိုယ့်အတွက်ပိုပြီးအကျိုးရှိပါတယ်ဘယ်လိုလဲဆိုရင်ဥပမာအနေနဲ့သင်ကဈေးကွက်ထဲကိုအခုပဲဝင်ပြီးအယောင်းဝယ်ကိုချက်ချင်းပြုလုပ်တာက90ရာခိုင်နှုန်းပဲရှိမှာဖြစ်ပါတယ်90ရာခိုင်နှုန်းကဘာလဲဆိုရင် TP 50 FA 50ဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရရင်10ကအယောင်းဝယ်လုပ်မယ်ဆိုရင်တော့9က TP ဖို့မတည်ကြပါဘူးတကယ်လို့သင်ကထက်တမျိုးအကြောင်းကို step by step တစ်ဆင့်ချင်းစီလေ့လာထားမယ်ဆိုရင်သင်အတွက်80 20ရာခိုင်နှုန်းဒါမှမဟုတ်90 10ရာခိုင်နှုန်းထိရှိမှာပါဥပမာ10ကရောင်းဝယ်ပြုလုပ်မယ်ဆိုရင်8ခါဒါမှမဟုတ်9က TP ပြီးတော့တစ်ခါဒါမှမဟုတ်2ခါလောက်ပဲ SA ဖြစ်မှာပါကျွန်တော်ကတော့ထက်တမျိုးအကြောင်းကိုသင်တို့အနေနဲ့လေ့လာမယ်ဆိုရင် step by step တစ်ဆင့်ပြီးတစ်ဆင့်လေ့လာဖို့အကြံပေးပါတယ်တကယ်လို့သင်အနေနဲ့ဒီအရာကိုကျွန်တော်အကြံပေးချက်ကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ကို like and follow လေးတွေနှိပ်ပြီးတော့ပါဦးတကယ်လို့သင်ကထက်တမျိုးအကြောင်းကိုအခုမှလေ့လာခြင်းနဲ့သင်ယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Facebook နဲ့ YouTube မှာ GB Data Academy ဆိုပြီးရိုက်ရှာပြီးတော့ follow and subscribe နှိပ်ပြီးတော့ကြပါဦးပြီးတော့ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်